Welcome back ကျွန်တော်တို့ရဲ့ T9MT67 ခါကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ episode 2ပါဒီနေ့ကတော့ကျွန်တော်တို့ cave တက်သွားဖြစ်ပြီးတော့ရွာမှာတွေ့ခဲ့ cave ပေါ့နော်မနေ့အပါရတွေ့ခဲ့ cave ကျတော့အဲ့တော့ကျွန်တော်တို့မနေ့ကအိတ်ခဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးကနေထွက်ခွာအောင်မယ် Okay ကျွန်တော်တို့ပိတ်ထားကြည့်အောင်ကျွန်တော်ပိတ်ထားပါနော်အဲ့တော့ကျွန်တော်တို့သွားကြမယ် Let's goတော့ခင်လေးမနေ့ကတွေ့ခဲ့အင်္ဂလိပ်အိမ်သွားကြည့်ပါတယ်အင်္ဂလိပ်မပါရရှိတယ်နော်ကိုရန်အပယ်လေးရဆိုအိမ်ရဆိုပြီးအဲ့ဆိုတော့အဆင်ပြေသွားပြီကိုရန်ပဲနှလုံးပြတ်သွားမှာ Okay ကျွန်တော်တို့အင်္ဂလိပ်ထဲဝင်ကြည့်မယ်ဗျာ Okay ဟောမရှိဘူးဟာဘလို့လဲမသိနော်အဲ့ကိုရဖစ်တယ်လို့မရှိဘူးကျွန်တော်တခြားကြည့်မိကိုမသိထားမိရဲ့ဒီကနေ့ကျွန်တော်တခါတွေ့ရကြဗီဒီယိုမြိုက်ပြီးကျွန်တော်အင်္ဂလိပ်ပဲနှစ်အိမ်တော့အဲ့မှာကျွန်တော်မတွေ့ဘူးလောကမတွေ့ဘူးကျွန်တော်မရှိသလားအဲ့မြေကြီးထိုးကြည့်အောင်အဲ့မရှိဘူးခါထဲမှာဘာမှမရှိဘူး Okay ကျွန်တော်လည်းကြီးကနေကျွန်တော်ထွက်မို့ redstone torch လေးယူပါလိုက်မယ်လမ်းမှာပန်ကင်တွေ့ရတယ်ပန်ကင်ကိုယူလိုက်ပါတယ်ပန်ကင်ကကျွန်တော်မလိုလဲယူတော့လောက်လို့ဆိုတရားထွက်ခါခဲ့ကပန်ကင်သုံးလို့ရတယ်ကွာဒီမှာတော့မို့မြေပြန့်တော့မို့ကျွန်တော်မြေပြန့်ရတွေ့ရလဲအဲ့ပန်ကင်နဲ့သုံးလို့ရတယ်အဲ့ဒါကြောင့်ပန်ကင်ကိုခိုးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ cave ထဲကိုသွားရင်ပေါ့နော် cave ထဲကိုရောက်ပါပြီမီးထုံးလာအောင်ပဲခဏလေးကျွန်တော် nesting chain ကိုခဏဆောင် Okay ဆိုကျွန်တော်တို့ cave ထဲရောက်ပါပြီကျွန်တော်တို့ကြောက်တုံးနေအားရုံနေတူပါမယ်ဗျာကြောက်တုံးနေဖြစ်တယ်အားရုံနေတူပါမယ်အမအားရုံနေတွေ့ပါပြီအဲ့တော့အားရုံနေတူပါမယ်ကျွန်တော် spawn လိုက်တွေ့ပါတယ်ဘလို့အကောင့်လေးမစပုံးနေမသိထို့တူတယ်ကျွန်တော်ဒီပြ free phone ပြောင်းအောင်အဲ့လိုကျွန်တော်အဲ့မှာပြလိုက်တယ်မသိအဲ့တော့ကျွန်တော်ဒီ spawn လိုက်တွေ့တော့ stop mode တွေ့ဆိုပြီးတော့ခူးရှာပါတယ် torch တေးချိန်ပါတယ်ဒါပေမဲ့ torch တက်တည်တယ်မဲ့ torch လေးအဲ့ကြောင့်မလို့ယူလို့မရပါဘူး torch တက်အပြည့်မပြည့်မရှိဘူး Okay ဆိုတော့ကျွန်တော်လည်းမှာခိုးတွေ့ရတယ်ခိုးလေးတူပါတယ်ခိုးလေးတူပြီးဆိုတော့ကျွန်တော်တို့ torch လေးလောက်လိုက်ပါတယ် torch လောက်ပြီးတော့ကျွန်တော်တို့ spawner တော့ store နေပေါ့နော်အဲ့တော့ spawner တော့ store မှုတွေ့တယ်တော့ရပါတယ် Okay spawner store လေ next stop ကျွန်တော်ဘာမှတော့ကောင်းမစပေါ်လို့မသိတော့တူစမ်း stop ပြီးဆိုကျွန်တော်တို့ chest တွေဖွင့်ကြည့်ပါရအောင် Oh my god ဘာလဲမကောင်းကြည့်အောင်ကောမဟောဆိုတော့ဆိုတော့အားနဲ့တောင်းရပါတယ်မဆိုတော့အခုတောင်းရပါတယ်မဆိုတော့တယ် strain နဲ့ပါရအောင်နော် Okay တိတ်တော့လည်းမဆိုတော့ကျွန်တော်အားနဲ့ထိုင်ရ packet နှစ်ကက်ရ packet နှစ်ခုပေါ့နော်နှစ်ကက်တော့ဖြစ်တယ်ရေပုံးနှစ်ပုံရတယ်ကျွန်တော်ပြရိုးရည်နည်းရောရအဲ့တော့နော်6ချောင်းလောက်ပဲ6ချောင်းမသိ6ချောင်းထင်တယ်ကျွန်တော်ရတယ်ကျွန်တော်မှ6ချောင်းလေးရရပါတော့ရိုးချောင်းရကျွန်တော်မလို့ပစ္စည်းကိုကျွန်တော်ထည့်ထားလိုက်ပြီးတော့အဲ့ chest တွေညီမတို့ပြန်ပြို့သွားတယ်အားနဲ့ဆက်တွေ့ရောအားနဲ့ဆက်တူပါတော့လေကောခေရတော့အကြီးပဲဘာလို့များမော်ဒီမစပုံးလည်းမသိဘူးသိကြတာကျွန်တော်တော့မသိဘူးမစပုံးနေပါသူရင်တော့မစပုံးကြီးတော့မစပုံးနေပါဒီစလိန်တော့ရောက်လိုက်ပါနော်ဒီစလိန်ဆိုတိုင်းဝန်တွေတွင်းဝန်တွေကဲကမိုက်ပါတိုင်းဝန်တွေတွေ့ချင်းတွေ့ပါကွာတည်ရမှာပြောလို့လုံးဝမရအောင်တိုင်းဝန်တွေ့ပြီးတော့ကျမ်းပြီလေနော်အားရုံနေတူပါလေအားရုံနေဆက်တူရဟုတ်တယ်တူရရှစ်တူရအားနေရှစ်တူဒီစလိန်တော့တော့ပြီးလိုက်ပါတော့တော့ရတယ်မနိုင်ဘူးတူအားရုံထက်တူကိုရဆက်တူရနော်ကိုတူတယ်အားရုံနေတူပါတယ်အဲ့ဒီကျွန်တော်ထူးစမ်းနေပေါ့နော်ထူးဖြစ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်ကျွန်တော်ပထမဦးဆုံးခိုးတွေ့ခဲ့ပါတယ်ခိုးတော့ပေါ့နော်အဲ့တော့အဲ့ခိုးတော့ကျွန်တော်တော့တူပါတယ်ထူးစမ်းနေဖြစ်ပြတော့မဟုတ်တကယ်လုံးဝထူးစမ်းတယ်ကျွန်တော်ခါမြင်တွေ့ရအဲ့ခိုးတူလိုက်တယ်ကိုတူပြီးတော့ဟိုပါအဲ့ပေါ်တက်လိုက်ကျွန်တော်တန်းကြည့်ပါဘာတွေ့ရလဲ Oh my god ကြီးတပါတော့ trying ချိန်မှာဆောင်ရင်ကောင်ကြည့်ဦး trying ချိန်မှာ Oh my god လောမထင်အောင်ကျွန်တော်ငါလေးအားဒီလား
try ရင်ချိန်မှာရောက်တွေ့ပါပါတယ်အဲ့နောက်ပိုင်းကျရင် try ရင်ချိန်မှာစောတိုက်ခဲ့အောင်နော်ခုတော့ကျွန်တော်တို့ဒီ iPhone နဲ့အသိမရှိသေးဘူးအဲ့တော့ဒီဗီဒီယိုကြည့်ရတာတော့ကျေးဇူးများတင်ပါတယ်ကျွန်တော် giveaway လာမယ်နော် 1k ဒီကြိုးစားမယ်ကျေးဇူးပြု 1k လုပ်ပေးကြပါ giveaway တိုက်က giveaway လာပါမယ်အဲ့ဒီဗီဒီယိုကြည့်ရတာတော့ကျေးဇူးများတင်ပါတယ်ဒီဗီဒီယို channel တက်ကြပြီမျိုးလေးပါတယ်အဲ့တော့ channel တက်တယ်ဆိုရင် like subscribe share လုပ်ခဲ့ပေးကြပါအဲ့တော့လေ bye bye ကျွန်တော် 1k ပြေးနေကြကျွန်တော် Telegram အကောင့်ကိုလာခဲ့ပါကျွန်တော် Telegram ကောက်ရှိပါတယ် Telegram ကောက်မှာ giveaway ဖောင်းယူပါတယ်အဲကြောင့် Telegram ကောက်လာခဲ့ပါ Goodbye.